စီးပွားရေးအချက်အချာကျတဲ့တာမွေမှာနေရာကောင်းမြေကွက်ကြေကြေတစ်ခွက်ကိုဈေးတက်နေရမယ်ဆိုလို့ရှိရင်စိတ်ဝင်လာဟုတ်ပါတယ်အခုကျွန်တော်မိတ်ဆက်ပေးမယ်မြေကွက်လေးကတော့တာမွေမိန်းလမ်းမရဲ့ဂုတ်ကွက်ဖြစ်မယ်လမ်းလဲကျင်မယ်ပေလဲကျင်မယ်မျက်နှာစာ88ပေဖြစ်မယ်နောက်ကို82ပေဖြစ်မယ်ခင်းရဲ့အမီပေါက်လဲဖြစ်အောင်မယ်အရှုပ်အရှင်းရလဲကင်းအောင်မယ်ဝယ်ပြီးတာနဲ့ပိုင်ရှင်ကိုယ်တိုင်နာမည်ပြန်ဖောက်လို့ရမယ်။ကျောင်းကြီးဈေးကြီးပလီကြီးဖုံးကျောင်းကြီးတဲ့အားလုံးအဆင်ပြေတဲ့တာမွေအိုးရှင်းနဲ့နေအောင်မယ်။လုံးဝရှယ်နေရလီဖြစ်မယ်။ဒီမြေကွက်လေးရဲ့လက်ရှိခေါ်ဈေး3,500ကိုညှိနှိုင်းရောင်းချပေးမယ်။အဲ့အတွက်ကြောင့်လူကြီးမင်းတို့အတွက်ဝယ်ပြီးပြန်ရောင်းရင်လည်းညံ့အောင်မယ်။ကွန်ဒိုပေးဆောင်မလားကွန်ဒိုပိုင်ရှင်ဖြစ်အောင်မယ်ညက်မယ်ရွှေဆိုင်စိန်ဆိုင်ဆိုင်တွေလည်းဖွင့်လို့ရမယ်အိမ်ဆောက်ပစ္စည်းဆိုင်တွေလည်းဖွင့်လို့ရှိရင်နေရာကောင်းလည်းဖြစ်တယ်စီးပွားရေးလုံးလို့ကောင်းတဲ့နေရာဖြစ်တယ်အဲ့အတွက်ကြောင့်ဒီမြေကွက်လေးကိုနေရာကြည့်ရင်လည်းအသေးစိတ်စုံစမ်းသိရှိခြင်းလည်းဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09-400-568-409-68-5969-29တို့ဆက်သွယ်မင်းမြန်စုံစမ်းနိုင်ပါတယ်ကျွန်တော်ကတော့ဥယျာဉ်မှုစူးစမ်းဖြစ်ပါတယ်